CapCut ထဲမှာ keyframe တွေကိုအသုံးပြုတဲ့နည်းလမ်းလေးကိုပြောပြပေးပါမယ်။ keyframe ဆိုတာဗီဒီယိုအစိတ်အပိုင်းတစ်ခုဥပမာ clip, text, image, effect စတာတွေရဲ့သတ်မှတ်ချက်ပါရာမီတာတွေကိုအချိန်နဲ့အမျှပြောင်းလဲသွားအောင်ထိန်းချုပ်ပေးတဲ့အမှတ်အသားမာကာတွေဖြစ်ပါတယ်။ keyframe ကိုအသုံးပြုပြီးတော့ animation လှုပ်ရှားမှုတွေကိုဖန်တီးနိုင်ပါတယ်။ keyframe ရဲ့အခြေခံသဘောတရားကိုအစမှန် start point သတ်မှတ်ခြင်းအဆုံးမှန် end point သတ်မှတ်ခြင်းအလျိုလျောက်ရွေးရှားခြင်းဆိုပြီးတော့အပိုင်း၃ပိုင်းနဲ့ပြောပြပေးပါမယ်။ keyframe အစကိုသတ်မှတ်မယ်ဆိုရင်ကျွန်တော်တို့သတ်မှတ်ခြင်းနဲ့ video တို့မို့ image ရဲ့ layer ကိုထောက်လိုက်မယ်။ဒါလေးကိုထောက်လိုက်။အဲ့ဒီကောင်ရဲ့အစအချိန် 0.0 second အဲ့ဒီနေရာမှာကျွန်တော်တို့ကပုံမှန်အားဖြင့် keyframe စိန်တုံးပုံလေးကိုထည့်လိုက်တာကိုအစသတ်မှတ်ခြင်း starting point ထည့်လိုက်တယ်လို့ခေါ်တယ်။အဲ့ဒါကိုထည့်ဖို့အတွက်ကျွန်တော်တို့ဒီဘက်ထောက်နာလေးကဒီမှာစိန်တုံးပုံ plus icon လေးကိုနှိပ်လိုက်ပါမယ်ကျွန်တော်ဒီနားမှာမြင်တောင်ထည့်လိုက်မယ်โอเคဒီမှာနော်အနီရောင်အဆက်စိန်တုံးပုံလေးပေါ်လာပြီအဲ့ဒီ keyframe စတတ်မှတ်လိုက်တဲ့နေရာမှာကျွန်တော်တို့ဒီဗီဒီယိုတို့မဟုတ် image ရဲ့နေရာတွေဒါမှမဟုတ်ရင်ကျွန်တော်တို့အရွယ်အစားတွေအလင်းတွေအမောင်တွေအကုန်လုံးကိုဒီနေရာမှာအကုန်လုံးလုပ်ပါမယ်โอเคကျွန်တော်ဒီဟာလေးကိုကျွန်တော်က keyframe ကိုဒီနားမှာစပြီးတော့တတ်မှတ်လိုက်မယ်နောက်ထပ်ဒုတိယ keyframe ထည့်တာကိုကျွန်တော်တို့ကend point အဆုံးမသတ်မှတ်ခြင်း end point ထည့်တယ်လို့ခေါ်တယ်အဲ့တော့ကျွန်တော်တို့ထည့်ခြင်းနဲ့ပမာဏအတိုင်းအတာတစ်ခုကိုကျွန်တော်တို့လက်နဲ့ရွှေ့လိုက်မယ်ဥပမာကျွန်တော်ဒီနားကိုကျွန်တော်ကထည့်ခြင်းနဲ့ဆိုရင်ဒီနားရောက်တာနဲ့ကျွန်တော်ဒီဘက်ထောက်နာကဒီစိန်လုံးပုံ icon လေးကိုနှိပ်လိုက်မယ်ဒါဆိုတော့ဒုတိယ keyframe ထည့်ပြီးသွားပြီမပြီးသေးဘူးနော်အဲ့ဒီတက်မှတ်လိုက်တဲ့ keyframe ပေါ်မှာကျွန်တော်တို့နော်ဒီ video တို့မဟုတ် photo layer ရဲ့ကျွန်တော်တို့အရွယ်အစားတွေနေရာတွေဒီအလင်းမောင်တွေကိုကျွန်တော်တို့ပြန်ပြီးတော့တတ်မှတ်ရမှာဖြစ်တယ်အခုကျွန်တော်ပြီးဘောလုံးလေးကိုဒီအောက်ကနေပြီးတော့အပေါ်ကိုဆွဲတင်လိုက်ပြီနော်ဒါဆိုရင်ကျွန်တော် end point တတ်မှတ်ပြီးသွားပါပြီဟုတ်ပြီအခုကျွန်တော်တို့က end point လည်းထည့်ပြီးသွားပြီ start point လည်းထည့်ပြီးသွားပြီအဲ့ဒီနှစ်ခုကြားကအချိန်ကာလကကျွန်တော်တို့အလိုလျောက်ရွေးချခြင်းကိုဖြစ်စေပါတယ်နော်ကျွန်တော်တို့ start point နဲ့ end point ထည့်လိုက်တာ ਨੇ ဒီရပ်ပုံတို့မဟုတ်ဗီဒီယိုလေးက auto လှုပ်ရှားသွားပါပြီဒီကြားကာလကအဲ့ဒီကြားကာလကိုကျွန်တော်တို့လှုပ်ရှားတာကိုထပ်ပြီးတော့ပြင်ကျင်နေတယ်ဆိုရင်ကျွန်တော်တို့စိတ်တိုင်းပြန်ပြင်လို့ရတယ်ဒီမှာ start point ကိုကျွန်တော်ဘယ်နားထားခြင်းလဲဥပမာဒီနားထားခြင်းနဲ့ဒီ end point မှာကျွန်တော်ကဒီနားထားခြင်းနဲ့ဆိုရင်ဒါအပေါ်ကနေအောက်မှာပေါ်နဲ့အလဲကနေဒါဖြတ်သွားတာဒါညာကနေဘယ်ကိုဖြတ်သွားတာဖြစ်သွားတယ်အဲ့တော့ကျွန်တော်တို့လိုသလိုဒီကြားကာလကို start point နဲ့ end point ကိုကျွန်တော်တို့လိုသလိုတတ်မှတ်ပြီးတော့ချိန်ကြီးလို့ရပါတယ်အခုကျွန်တော် keyframe ကိုလုတ်ပြထားတာကဒါ position အနေနဲ့ပဲ keyframe လုတ်ပြထားတာကျွန်တော်ကဒါကို position မဟုတ်ဘဲနဲ့ position ဆိုတာဒီမှာနေရာအနေထားပေါ့နော်ကျွန်တော်ဒီတနေရာကနေတနေရာကိုရွှေ့တဲ့အနေနဲ့ keyframe လုတ်တယ်အဲ့ဒါကိုကျွန်တော်က position အနေနဲ့မလုတ်ဘဲနဲ့ကျွန်တော်ကအရွယ်အစားအနေနဲ့ keyframe ချိန်လို့လည်းရတယ်ဥပမာအရွယ်အစားဆိုတော့ဒီဘောလုံးကဒီ start point မှာကျွန်တော်ဒီအရွယ်အစားပြီးတော့ကျွန်တော်ဒီ end point မှာဒီဘောလုံးရဲ့အရွယ်အစားကိုဒီလိုကြီးလိုက်မယ်ဆိုရင်ဒီကြားကာလမှာဘောလုံးကstart point ကအတစ်တလေးကနေ end point မှာဒီလိုအကြီးဖြစ်သွားမယ်ဒီလိုအရွယ်အစားလည်းချိန်ကြီးလို့ရတယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ position လည်းချိန်ကြီးလို့ရပါတယ်နောက်ပြီးတော့ keyframe ကနှစ်ခုတည်းထည့်လို့ရတာလားဆိုတော့မဟုတ်ဘူးကျွန်တော်တို့ keyframe ကိုကြိုက်တဲ့လောက်ထည့်လို့ရတယ်အခုကျွန်တော်နောက်ထပ်တတိယ keyframe ထည့်ခြင်းတယ်ကျွန်တော်ဒီနားလေးမှာ keyframe ထည့်ခြင်းတယ်ဒါဆိုရင်ဒီနားမှာ keyframe ထည့်မယ်လို့ဒီဘက်တောက်ကစိန်နှုံးပုံလေးကိုနှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တတိယ keyframe ထည့်လိုက်အဲ့တော့တတိယ keyframe ထည့်လိုက်ပြီဆိုရင်ဒီကောင်က end point ဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ဒီဒုတိယ keyframe ကတတိယ keyframe အတွက်ဆိုတော့ start point အနေနဲ့အလုပ်လုပ်မှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီတတိယ keyframe ကိုသတ်မှတ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီတတိယ keyframe မှာဘာထပ်ပြင်ခြင်းတော့ကျွန်တော်ပြင်လို့ရတယ်အခုကျွန်တော်ပြင်ခြင်းတဲ့ပုံစံကတတိယ keyframe မှာအခုဒီဘောလုံးကိုကျွန်တော်အောက်ပြန်ချခြင်းအောက်ကိုပြန်ချလိုက်နော်ဒါဆိုရင်တော့ဒုတိယ keyframe နဲ့တတိယ keyframe ကြားထဲမှာဒီအချိန်ကာလကဘောလုံးကပေါ်ကနေအောက်ကိုဆင်းသွားတယ်နော် keyframe တွေကကြိုက်တဲ့လောက်သတ်မှတ်လို့ရတယ်အခုကျွန်တော်အစအဆုံးပြန်ပြမယ်ဒါပထမ keyframe ဒုတိယ keyframe ပြီးတတိယ keyframe အဲ့လိုမျိုးဘောလုံးကအပေါ်တက်တယ်ပြီးတော့အောက်ကိုကျဒါအပြင် keyframe ကတခြားနေရာတွေမှာလည်းသုံးလို့ရပါတယ်ဥပမာ rotation လောက်တာပုံနဲ့စာတွေကိုကျွန်တော်တို့တတ်မှတ်ထားတဲ့အချိန်ကာလအတွင်းမှာလဲ့နေအောင်လုပ်တာဒါမှမဟုတ်ကျွန်တော်တို့စာသားတွေပုံတွေကိုရုပ်တရက်မပေါ်စီအောင်ဖြည်းဖြည်းချင်းဒါမှမဟုတ်ဖြည်းဖြည်းချင်းပေါ်လာအောင် fade in fade out လုပ်တာဒါမှမဟုတ်ရင်ကျွန်တော်တို့အတန်အပိုင်းမှာတော့မှအတန်အတိုးအကျယ်လုပ်တဲ့အခါမှာလေ keyframe ကိုအသုံးပြုလို့ရပါတယ်ကျွန်တော်တို့ keyframe တွေကိုအသုံးပြုတဲ့အခါမှာဒီ start point နဲ့ end point ကြားထဲမှာရှိတဲ့ဒီလှုပ်ရှားနေတဲ့ motion အပိုင်းကိုကျွန်တော်တို့က smooth ဖြစ်အောင်ပြုပြင်တဲ့ feature နောက်တစ်ခုရှိပါသေးတယ်အဲ့ဒါကတော့ graph ဆိုတဲ့ feature လေးပဲဖြစ်ပါတယ်ဒီ keyframe ရဲ့ဘေးနားလေးမှာဒီပုံလေးက graph ပါအဲ့ဒါကကျွန်တော်တို့ keyframe နေနဲ့တွဲပြီးတော့အသုံးပြုလို့ရတယ်ဒီ feature လေးရတယ်ကျွန်တော်တို့ဓာတ်ပုံတို့မဟုတ်စာတို့မဟုတ် video မှာ keyframe တက်မှတ်လိုက်မှလာပေါ်လာတဲ့ feature ဖြစ်တယ်ပုံမှန်ဆိုရင်မပေါ်ပါဘူးအဲ့တော့ပေါ်လာပြီဆိုရင်ကျွန်တော်တို့ဒီ keyframe
key frame နဲ့ဒီ graph နဲ့ကိုတွဲပြီးတော့သုံးလို့ရပါတယ်အဲ့တော့ဒီ graph လေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုရင်ဒါကတော့ကျွန်တော်အသုံးပြုပြီးဒါပုံမှန်ဆိုတော့ကျွန်တော် none ဖြစ်နေမယ် none ဖြစ်နေရင်ဘယ်လိုဖြစ်မလဲဆိုတော့ကျွန်တော်ပြမယ်ဒါဆိုရင်ကျွန်တော် graph မတုံးထားတဲ့အနေထားအဲ့ဒါကိုကျွန်တော် graph တုံးမယ်ဆိုရင်ဒီ start point နဲ့ end point key frame ကြားတဲ့ကအနေထားမှာကျွန်တော်တို့ဒါ graph တုံးမယ် graph ကကျွန်တော်တို့စိတ်ကြိုက်လဲပြင်လို့ရတယ်လို့ဒီမှာပေးထားတဲ့ preset ကိုအသုံးပြုလို့လည်းရတယ်အဲ့ဒီထဲကကျွန်တော် preset တစ်ခုကိုတုံးလိုက်ဒီဒါ rebound အောက်ကိုတုံးလိုက်နော်ဒါဆိုရင်ကျွန်တော် rebound အောက်ကိုတုံးလိုက်တာတော့မတုံးခင်မှာဆိုရင်ဘယ်လိုပုံစံအနေထားလဲကြည့်လိုက်အောင်ဒါမတုံးခင်အနေထားအဲ့ဒါကိုကျွန်တော်ကဒါတုံးပြီးအနေထားကိုပြန်ပြဒါမတုံးပြီးအနေထားအဲ့လိုကွာခြားသွားတယ်ဗောနော်ဟိုအရင်ဗီဒီယိုမှာပြခဲ့တဲ့ speed curve ပုံစံမျိုးပဲကျွန်တော်တို့ဒီ key frame ကိုလည်း curve အနေနဲ့အသုံးပြုရင်ဒီလိုမျိုးအနည်းနဲ့အမြန်ကိုကျွန်တော်တို့ curve နဲ့အသုံးပြုလို့ရပါတယ်ဒီလို normal အတိုင်းမသွားဘဲနဲ့သူကဒီတာထွက်မှာကျွန်တော်ဒါရုပ်ပြည့်ညံပြီးဒီနောက်မှာနေရွာအဲ့လိုအသုံးပြုလို့လည်းရပါတယ်အဲ့တော့ဒီနောက်ပိုင်းမှာကျွန်တော်ဒီ graph အသုံးပြုနည်းကိုနောက်ဗီဒီယိုတွေမှာအသေးစိတ်ပြောပြပေးမယ်ဒီဟာကတော့ဒီလောက်ပါပဲအဲ့တော့ key frame အသုံးပြုနည်းအခြေခံကဒီလောက်ဆိုရင်လုံလောက်ပါပဲခင်ဗျ